နာ嘅ရှိတဲ့လုပ်ငန်းကိုရွေးချယ်ဒါဆိုလို့ရဲ့ကြာတမအောင်းဆောင်ကိုကြိုက်ပေးနိုင်တဲ့အဖော်ပြုတ်ပေးနိုင်တဲ့လူလေးတွေကိုရှာအနည်းဆုံးဘယ်နှယောက်ရှာ နေရောက်တော့ရတာ 9 ယောက်ကြာ 9ယောက်ကြာရှာလိုက်ပြီးနောက်ဘာလုပ်လဲဆိုတော့ဆိုလိုကအနာကမျော်မှန်းချက်ရှိတဲ့လုပ်ငန်းတွေကိုဘာလို့ခုံချဥပမာနင်တို့မျက်လုံးထဲမှာလည်းတစ်ချက်မြင်ကြည့်လို့ရတယ်ရိုးရိုးလေကားရှိရယ်ဆက်လေကားရှိရယ်ပြန်တွေးကြည့်ကြအောင်ပေါ့နော်ပယ်လေကားမှာလူအများဆုံးလေ ဆက်လေကမှာ ဆက်လေကားโอเคစနေတနင်္ဂနွေမျိုးဆိုရင်အချင်းချင်းစီတီတို့တွားကြည့်လိုက်အဆက်လေကားမှာလူပြုံနေတာဟုတ်လားမဟုတ်လား ဟုတ်ပါတယ် ပြုံနေရရိုးရိုးလေကားမှာကလာစလို့တွားလို့ရှိရင်တက်တောင်းတက်တာနဲ့တွားလို့ရလေကောင်းလေတန်းတော့ရှိရဒါပေမဲ့မတွားကြအောင်ဘဝလမ်းကြောင်းမှာလည်းအဲ့လိုပဲလူပုံနေတဲ့နေရာမှာဒီတွားတော့ market မှာကကိမုံကဒီလောက်ဆိုတာဒီလောက်ပဲဘယ်လောက်စားနိုင်မလဲအဲ့နာမှာစမ်းစီတာတောင်နိုင်ဝက်ကြာကောင်းကြာသွားလိမ့်မယ်ဒါပေမဲ့ဒီဖက်တွားလိုက်တော့10မိနစ်လောက်ဟေးနေတွားချင်တဲ့နေရာရောက်နိုင်တယ်ဒါစပြောချင်တာကအနာကရှိတဲ့လုပ်ငန်းကိုရွေးချယ်လူများနေတဲ့ဟာကတော့တွားမလုပ်တော့နဲ့နံပါတ်1ရီမန်ချက်ရှာမယ်အဖော်လေးတွေရှာမယ်ရှာပြီးတော့အလုပ်ငန်းတွေကိုမြုပ်မယ်ပြီးတော့သင်မော့ကိုတင်ယူရမယ်လူများနဲ့ဘလို့ပူပေါင်းဆောင်ရွက်တာသင်ယူရမယ်နေ့ရဲ့နေမှာအားတာနေတဲ့ဟာသူ့မှာအားတာနေတဲ့ဟာပေါင်းလိုက်နေ့ရဲ့အားနဲ့ချက်ကသူ့ရဲ့အားတာချက်အဲ့လိုလေပေါင်းလိုက်တစ်နဲ့ပေါင်းနှစ်မဟုတ်ပဲနဲ့ဘယ်လောက်ထက်ကြည့်ရမလဲသုံးထက်ကြည့်အဲ့ဒီတစ်နဲ့ပေါင်းနှစ်ပဲဆိုရင်ပေါင်းစရာမလိုတော့ဘူးတစ်နဲ့ပေါင်းလိုက်တော့သုံးထက်ကြီးရဲ့အဲ့ဆိုရင်ဒီလိုကအကျိုးမြင့်တစ်ခုပေါ်လာဆိုတော့အဲ့လိုမှတင်ခင်းမော်လို့ဆိုလို့ရတယ်အဲ့လိုလေလူများရဲ့အားကိုသုံးတက်လို့ရှင်ဒီလိုရဲ့လမ်းကတက်တာအနည်းဆုံးကတစ်ဆလောက်တက်တာလိမ့်မယ်9နှစ်ရှောက်ရမယ့်ဟာက9နှစ်ထက်နဲ့ရောက်သွားနိုင်တယ်တကယ်အောင်မြင်မှုရလို့ရှင်ခင်းမော်ကလုံးဝကျန်ခဲ့လို့မရဘူးနော်ဒါကပထမကိတ်တစ်ခုပဲဒီကြော်ဖြတ်ရမယ်ရှိကိုရှိရမယ်ဒါကြောင့်ဆိုလူတယောက်မှာအားလုံးတော်တာမျိုးမှမဟုတ်တာအားသာချက်ရှိတယ်လို့အားနည်းချက်လည်းရှိရယ်ဟုတ်မနော် EQ ပြိုးထောင်တာကဆိုတော့လုပ်ငန်းခွင်မှာပေါ်လွန်ဆုံးတစ်ခုကဘာကြီးလဲဆိုတော့လူများကို profit ပေးပတ်စံခွဲပေးဥမာ team work လုပ်တာလူများဘာကြောင့်နည်းနဲ့တွဲပြီးတော့လုပ်တာလဲနေ့စဉ်ကငွေရလို့နည်းနဲ့လက်တွဲတာ EQ ဟာလာစတော့ဘာလို့အဲ့ဒါလဲဆိုငွေခွဲဖို့မနှမျောနဲ့လူများကိုပျော်ရွှင်အောင်တက်တောင်းတက်တာဖြစ်စေအောင် EQ ကသူ့ရဲ့ effect ပဲလာစတော့ကဒီ EQ ရှိပြီးတော့ဘာအတွက်လဲဆိုတော့နေ့ရဲ့အတိုင်းဝိုင်းနေရွေးချယ်လို့ရရွေးချယ်ပြီးတော့လွမ်းမိုးတာနေလူများကိုကောင်းတဲ့ဖက်ကို positive ပေးလိုက်တော့တဖြည်းဖြည်းကနေ့ရဲ့ပတ်ဝန်းကျင်ကတန့်သွားလိမ့်မယ်နေငွေလည်းထပ်ပြီးတော့ခွဲပေးနိုင်သေးရဲ့ဆိုတော့လူတိုင်းကနေကြိုက်လိမ့်မယ် First step